တနေ့ကို15မိနစ်20လောက်အချိန်ပေးပြီး Telegram ထဲက15စက္ကန့်စာ ADS ကြည့်ပေးရုံနဲ့ဒေါ်လာတွေရှာလို့ရမယ် Telegram ADS ပေါ်တစ်ခုကြောင်းလေးကိုပြပြီးတော့မှာဖြစ်ပါတယ်ကိုက Telegram လေးသုံးရင် Telegram နေလည်းပတ်စံဝင်ခြင်းနေဆိုရင်တော့ကျွန်တော်ပြပေးသွားမယ် ADS ပေါ်လေးကို Telegram ထဲမှာထည့်ထားဖို့တော့လိုအပ်ပါမယ်ကျွန်တော်ဒီ ADS ဘောနဲ့ပတ်စံရှာရတာလဲအရန်ကိုလွယ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ ADS ဘောကိုအသုံးပြုပြီးပတ်စံရှာရမယ့်ပုံစံတွေနဲ့ပတ်စံပြန်ထုတ်ရမယ့်ပုံစံတွေကိုအသေးစိတ်ပြပြီးတော့မှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဗျကျွန်တော်ပြပေးတော့မယ့် Telegram ဘောကတော့ Open An ဆိုတဲ့ Telegram ADS ဘောပဲဖြစ်ပါတယ်ဒီဘောလင်းကိုလည်းဗီဒီယိုရဲ့အောက်မှာဝင်ကြည့်လို့ရပါတယ်ဘောကိုကြိုင်းမိပြီဆိုတာနဲ့ပတ်စံရှာဖို့ဟာဒီအောက်က Step An ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူက Telegram ADS ကိုပြပါလိမ့်မယ်အဲ့ဒီ ADS ကိုတော့ပြီးအောင်ကြည့်ပေးရပါမယ်ဒီ ADS ကလည်းကျွန်တော်15စက္ကန့်ပဲကြည့်ပေးရတာဖြစ်ပါတယ်ဒီလိုမျိုး ADS ကြည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒေါ်လာစတင်ပြီးရမှာဖြစ်ပါတယ်သူက ADS တစ်ပုတ်ကို 0.0005 ဒေါ်လာပေးပါတယ်တခြား ADS ကြည့်ပြီးပတ်စံရှာလို့ရတဲ့ဘောတွေထက်စားရင်ဒီကောင်လေးကပတ်စံပို့ပြီးတော့ရပါတယ်ကျွန်တော်ဒီဘောထဲမှာက ADS ကြည့်ပြီးတော့ပတ်စံရှာလို့လည်းရတယ်လို့ဒီအပေါ်ကတက်တွေလုပ်ပြီးတော့ပတ်စံရှာလို့လည်းရပါတယ်ဒီအပေါ်မှာဆိုရင်တက်တွေရှိပါတယ်ကျွန်တော်ဒီသူ join ခိုင်းတဲ့ game တွေကို join ပြီးတော့ပြန်ထွက်ပါပြန်ထွက်တယ်ဆိုရင်တတ်မှတ်ထားတဲ့ reward ကိုရရှိမှာဖြစ်ပါတယ်ဒီတက်တွေလုပ်တယ်ဆိုရင်တော့ဒေါ်လာပို့ပြီးတော့ရပါတယ်ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ဒီဘက်ဘေးမှာအန်းဆိုတာလေးရှိပါမယ်အဲ့အန်းနဲ့ကိုတစ်ချက်သွားလိုက်ပါကျွန်တော်ဒီအန်းထဲမှာဆိုရင်တော့ TOD ဆိုတဲ့ token တွေကိုစုရတာဖြစ်ပါတယ်ဒီ TOD token တွေရဖို့အတွက်ဆိုရင်တော့ကျွန်တော်ဒီဘဲလေးကိုလက်နဲ့ထိပြီးတော့တက်လို့ပါဒီက energy ပြည့်သွားပြီဆိုရင်တော့ TOD token တွေကိုရပါတယ်ဒီ TOD token တွေကတော့အခုချိန်မှာတော့ပြန်ထုတ်လို့မရသေးပါဘူးသူက error ပေးသွားဖို့ရှိပါတယ်အခုချိန်မှာတော့ကျွန်တော် TOD token တွေကိုတက်လုပ်ပြီးတော့စုသွားလို့ရပါတယ်5မိနစ်တစ်ချိန်တက်လုပ်ပြီးတော့စုသွားလို့ရပါတယ်ကျွန်တော်ဒီ ADS ဘောကနေနောက်ထပ်ပတ်စံရဖို့ဒီရှေ့ဆုံးက gain ဆိုတာလေးကိုနှိပ်လိုက်ပါဒီထဲမှာဆိုရင်ကျွန်တော် spring လှည့်တာလေးရှိမယ်ပတ်စံပေးပြီးတော့လည်းလှည့်လို့ရတယ်လို့ free လည်းလှည့်လို့ရပါတယ်ဒီနေရာမှာတော့ free ပဲလှည့်ကြပါ free လှည့်မယ်ဆိုရင်တော့ကျွန်တော် ADS အပုံး20ပြည့်အောင်တော့ကြည့်ပေးရပါမယ် ADS အပုံး20ပြည့်ပြီဆိုတာနဲ့ဒီမှာ free spin လာလှည့်လို့ရပါတယ် free spin ကတော့ဗလာမပါပါဘူးဒေါ်လာတွေပေါက်ပါတယ်ကိုကဒီ ADS ပေါ်ထဲမှာ Telegram ADS တွေကြည့်နိုင်တယ်ဆိုရင်ပတ်စံပို့ပြီးတော့ရပါတယ် Telegram ADS ကလည်းကျွန်တော်15စက္ကန့်ပဲကြည့်ပေးရတာဖြစ်ပါတယ်15စက္ကန့်ပြည့်ပြီဆိုတာနဲ့သူတို့ဘက်ကနေပြီးသတ်မှတ်ထားတဲ့ဒေါ်လာတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီကောင်လေးကအချိန်လည်းအရင်ပေးစရာမလိုပါဘူးတနေ့ကို15မိနစ်20လောက်အချိန်ပေးပြီး ADS ကြီးစပရင်လှည့်သွားတယ်ဆိုတာနဲ့အဆင်ပြေပါတယ်ဒီ ADS ဘောကနေပတ်စံပို့ရဖို့ဆိုရင်တော့တက်တွေလုပ်ပေးပါကျွန်တော်ဒီ ADS ကြီးတဲ့အောက်မှာဆိုရင်လည်း extra တက်တွေရှိပါတယ်အဲ့ extra တက်တွေကိုလုပ်ပေးတယ်ဆိုရင်လည်းဒေါ်လာရပါတယ်ကျွန်တော်ဒီ Open An ဆိုတဲ့ Telegram ADS ဘောထဲမှာ ADS ကြီးတက်လုပ်ပြီးရလာတဲ့ပတ်စံတွေကိုဘယ်လိုထုတ်ရမလဲဆိုတာဆက်ပြီးပြပေးပါမယ်ပတ်စံထုတ်ဖို့အတွက်ကဒီဘက်ဘေးက wallet ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီ wallet ထဲမှာဆိုရင်လည်းကျွန်တော်တို့ ADS ကြီးတက်လုပ်ပြီးရှာထားတဲ့ပတ်စံတိုးတဲ့မောက်ကိုပြထားပါလိမ့်မယ်ဒီနေရာမှာပတ်စံမတုတ်ခင် wallet ချိန်ပေးရပါမယ် wallet ချိန်ဖို့ကဒီအပေါ်မှာ connect wallet ဆိုတာလေးပြနေပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ wallet ချိန်ရုံပါပဲကျွန်တော်ကချိန်ပြီးသားဆိုတော့ဒီအပေါ်မှာ wallet လေးပြနေပါတယ်ပတ်စံထုတ်မယ်ဆိုရင်တော့ဒီအောက်မှာ withdraw ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုနှိပ်ပြီးထုတ်ရုံပါပဲပတ်စံထုတ်ဖို့အတွက်က Telegram Star ရဲ့ Telegram Gift ရဲ့ USDT ရဲ့၃မျိုးရှိပါတယ်ကိုက Telegram Star လို့ရင် Telegram Star နဲ့ထုတ်လို့ရတယ်လို့ USDT နဲ့ထုံးမဲ့သူတွေက USDT ကိုရွေးချယ်ပြီးထုတ်လို့ရပါတယ်ထုတ်မယ်ဆိုရင်တော့အနည်းဆုံး$1ပြည့်ရနဲ့စပြီးထုတ်လို့ရပါတယ်ကျွန်တော်ဒီဘောတွေကနေပတ်စံထုတ်တာတကယ်ရောက်လာဆိုရင်တော့ရောက်ပါတယ် Telegram Channel ထဲမှာဆိုရင်လည်းကျွန်တော်ဒီဘောတွေကနေပတ်စံထုတ်တာရောက်ထားတဲ့အကြောင်းကိုတင်ပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီ wallet ထဲရောက်လာတဲ့ USDT တွေကို KB Win နဲ့ exchange လုပ်ချင်နေဆိုရင်တော့ 4U ရဲ့ Telegram Channel ထဲမှာ admin နဲ့ချိတ်ဆက်ပြီးတော့ KB Win နဲ့ exchange လုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီ 4U မှာတင်ပေးနေတဲ့ crypto mining တွေကိုလုပ်ပြီးပတ်စံရှာမယ်ပြီးတော့ဒီရလာတဲ့ mining coin တွေကို KB Win နဲ့ exchange လုပ်ချင်နေဆိုရင်တော့ Telegram Channel လေးကို join ထားဖို့တော့လိုအပ်ပါမယ် Telegram Channel ထဲမှာဆိုရင်လည်း admin တွေ mining coin တွေကိုဝယ်ပေးနေပါတယ်ဆိုတော့ကျွန်တော်ဒီ Open An ဆိုတဲ့ Telegram ADS ဘောနဲ့ပတ်သက်တဲ့အကြောင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒီကောင်းလေးက ADS ကြီးတက်လုပ်ပြီးပတ်စံရှာရတဲ့ပေါ်လေးဖြစ်တဲ့အတွက်အရန်ကိုလွယ်ပါတယ်ဒီကောင်းလေးနဲ့ပတ်သက်ပြီးမသိတာရှိရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ